လွှဲနေတဲ့လျှက်စစ်ကျူးပေါ်မှာဒံဘဲလို့တွင်တဲ့ဒီပစ္စည်းကိုချိတ်ဆွဲလိုက်တာနဲ့ချက်ချင်းကိုတည်ငြိမ်သွားစေနိုင်ပါတယ်။သူ့ကိုတုံခါမှုထိန်ကရိယာလို့ခေါ်ပါတယ်။1955ခုနှစ်မတိုင်ခင်ကဗိုလ်အားမြင့်ဓာတ်အားလိုင်းတွေဟာမကြာခဏပျောက်တောက်လေရှိပါတယ်။အဲ့ဒါကမိုးချိုးပစ်လို့ဒါမှမဟုတ်တမင်ဖြက်စီးခံရလို့မဟုတ်ပဲလေတိုက်လို့ထိရတာပါ။ဓာတ်ကြိုးတွေကအလွန်ခိုင်ခံပုံပေါ်ပြီးမြင့်လေတိုက်တဲ့အခါမှာဂျိမ်မုံမြင့်တုံခါမှုတွေကိုဖြစ်ပေါ်စေပါတယ်။အချိန်ကြာလာတာနဲ့အမျှဒီတုံခါမှုတွေကဓာတ်ကြိုးဆွဲထားတဲ့နေရာတွေကိုပျက်စီးစေပြီးဖြစ်စည်းကိုအကျဉ်းချင်းကွင်းညွတ်သွားစေပါတယ်။ဘယ်လို့တတုကမှဒီလိုအဆက်မပြတ်ဖိအားပေးမှုကိုခံနိုင်ရမရှိပါဘူး။နောက်ဆုံးမှာတော့ဓာတ်ကြိုးတွေပြတ်ကျပြီးပေါင်22,000အထိအလေးချိန်ရှိတဲ့တာဝန်တိုင်ကြီးတွေကိုပါပြိုကျပျက်စီးစေနိုင်ပါတယ်။ကျိုးရှင်းပေမဲ့တိကျဒီဇိုင်းရှိတဲ့တုံခါမှုထိန်ကရိယာကတော့ဒီပြဿနာအတွက်အကောင်းဆုံးအဖြေပါပဲ။အကယ်၍သူ့ရဲ့အစွန်းနှစ်ဖက်မှာရှိတဲ့တူအလေးတုံးတွေရဲ့အလေးချိန်ဟာ1.1 ounce ထက်ပိုကွာခြားနေခင်ဒီကရိယာကတေချာအလွတ်လုံးမှာမဟုတ်ပါဘူး။လေကြောင့်တက်ချိုးတုံခါလာရဲ့အဲ့ဒီတူတွေကစိတ်ကျင်ဘတ်အရက်ကိုရွေ့လျားတော့ပါတယ်။အဲ့ဒီလိုရွေ့လျားခြင်းအပြင်ရိုက်ခတ်စွမ်းအင်တွေကိုအပူအဖြစ်ပြောင်းလဲပေးပြီးစွမ်းအင်ရဲ့80%ကျော်ကိုရုပ်ပါသွားစေပါတယ်။ဒီပါနတ်တဲ့ရန်တရားလေးကတက်ရောက်လာတဲ့အားတွေကိုဖယ်ရှားပေးပြီးဗိုလ်အားမြင့်ဓာတ်အားလိုင်းတွေကိုအမြဲတမ်းတည်ငြိမ်ကဘေးကင်းလုံခြုံစေဖို့ထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။